ပိုက်ထွေးနေတဲ့အခိုက်မှာသာတော်လေးရင်ကုန်မှာထားခိုးသား၄ယောက်ကိုဘယင်ကိုယ်တိုင်စစ်ပြီးတော့အပြစ်ဒဏ်ပေးတာကတေသူသတ္တုသူထိုခိုးသူ၄ယောက်တို့အနက်ဧကသာတယောက်သောသောရတခိုးသူအားသကန္တကာဟိကတာဟိအဆူရှိတဲ့အကျိန်တို့ဖြင့်ပဟာရသဟတံအချက်ပေါင်း1000ရိုက်ခတ်ခြင်းကိုကရောထပြုကြကုန်အဲ့ဒီခိုးသား၄ယောက်မှာပထမတယောက်မမီသူကိုဖြင့်ဆူရှိတဲ့အကျိန်လုံးဖြင့်အချက်ပေါင်း1000ကျိန်နှံခတ်စေဧကသသင်္ခလိကာယဗန္တိတဝါဗန္ဒနာဂါရပဝေသနံကရောထဧကသအခြားဤအမည်ရှိသောခိုးသားတယောက်အားတော့သင်္ခလိကာယဗန္တိတဝါတန်ချီခြင်းများခပ်ပြီးသကာလဗန္ဒနာဂါရပဝေသနံကရောထထောင်သွင်းအကျဉ်းချထားကြကုန်စေသတ္တိယဤမည်သောခိုးသူအတွက်တော့ဧကန္တတယောက်သောသူအားသတ္တိပဟာရံလမ်းဖြင့်ထိုး၍သာမွန်ခြင်းတည်းဟူသောကမ္မကရဏမှုကိုကရောထပြုကြကုန်လို့ဧကန္တ၄ယောက်မြောက်ဤမည်သောခိုးသားအားတော့သူလာတော့ဗနံကရောထတခြင်းလျိုးကြကုန်လို့ခိုးသား၄ယောက်အတိအတိအမိန့်တော်မှတ်ပြီးအပြစ်ပေးတဲ့အခါသားတော်လေးကရှင်ဝင်တဲကနေပြီးတော့ထိတ်လန့်တန်ဝေးကဖြစ်တယ်အဟောမမပိတာရဇံနိဒာယအတိပါရိယံနိရိယာဂာမိကမ္မံအာဂါတိမမပိတာငါရဲ့ခမဲတော်ဒီရိသမင်းအဖြစ်ကိုနိဒာယအမိပြု၍ရေပွက်ပမာတသက်လျာများရှိတဲ့မပြောပါတော့တဲ့ဒီမင်းအဖြစ်ကိုအကြောင်းပြုပြီးတော့အတိပါရိယအလွန်တရားဝန်လေးလှတဲ့နိရိယာဂာမိကမ္မံငရဲတို့ရောက်စေတတ်တဲ့ပါဏာတိပါဒအာနတ္တိအကုသိုလ်ဒုစရိုက်မှုကြီးကိုဖြင့်အဟောအာဂါတိဩပြုမရှာလေပြီကြောက်စရာကြီးပါလားလို့တွေ့ကြုံတဲ့လောကဓမ္မလှိုက်လဲနစ်နောတွေ့တော့ဆင်းញင်တော်မူပြီးတော့အမတန်ကြောက်လန့်တဲ့သံဝေးကဖြစ်တော်မူတယ်အလောင်းတော်မင်းသားလေးကမကြည်နိုင်ဘူးဒါနဲ့ညီလာခံရုပ်သိမ်းလို့နောက်တနေ့ရောက်တဲ့အခါအထင်းတော်များကအလောင်းမင်းသားလေးကိုထီပြူအောင်ကျက်တရေရှိတဲ့သလွန်းတော်ပေါ်မှာသိပ်ပြီးထားလို့ခဏလောက်အိပ်ပျော်သွားတယ်အိပ်ရာကနိုးလို့မျက်စိနှလုံးဖွင့်ပြီးကြည့်လိုက်တဲ့အခါအင်မတန်ကျက်တရေရှိတဲ့မင်္ဂလာထီပြူတော်ကိုမြင်တော့ကုတောနုခောဟံဣမံသောရကေဟံအာဂတောမိငါဘေကများဒီခိုးကရဲ့အိမ်ကိုရောက်လာပါလေသူစဉ်းစားဘေကများဒီခိုးကအိမ်ကိုထီတော်နန်းတော်ကျန်တော်ဟာအပေါ်ရန်ကြည့်တဲ့လူအဖို့ရန်အင်မတန်ပြောစရာကောင်းပေမဲ့လို့အလောင်းတော်ရဲ့ဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါကျတော့ခိုးသမားကြီးရဲ့အိမ်လောက်ပဲအောင်းမေနေပြီကုတောနုခောဟံဣမံသောရကေဟံအာဂတောမိအဟံငါတိကုတောနုခောအဘေဘဝအဘေအယမဣမံသောရကေဟံဤခိုးသမားကြီးရဲ့အိမ်တို့အာဂတောရောက်လာသည့်အမိဖြစ်ပါလိမ့်မလို့လို့စဉ်းစားတော်မူတဲ့အခါကျတော့လွန်ခဲ့တဲ့အတိတ်ဘဝကဒါဝဒိဏနတ်ပြည်မှာဖြစ်ခဲ့တာကိုဇာတိတရဉာဏ်နဲ့မြင်တော်မူတယ်ဒါဝဒိဏနတ်ပြည်ကဒီခိုးကအိမ်ရောက်တာပဲဒါဝဒိဏနတ်ပြည်မရောက်ခင်အရင်ဘဝကငါပဲဖြစ်ခဲ့ပါလိမ့်တုံးလို့တစ်ဆင့်စဉ်းစားကြည့်တော်မူလိုက်တဲ့အခါကျတော့ဇာတိတရဉာဏ်ရှင်ပြီးဒါဝဒိဏမရောက်ခင်ဥဒ္ဒတငရေမှာအနှစ်8000ဆင်းရဲကြီးစွာခံခဲ့ရတဲ့ငရဲသားဘဝဖြစ်ခဲ့ရတဲ့ကိုယ်တော်အဖြစ်ကိုလှမ်းမြင်အင်မတန်ကြည်သိမွေးညင်ထားပြီးတော့ကြောက်အဲ့ဒီဥဒ္ဒရာငရဲရောက်တာဘယ်မကောင်းမှုအကုသိုလ်ကံကြောင့်ဘယ်ဘဝကအကုသိုလ်ကံကြောင့်ရောက်တာပါလိမ့်တို့ဆက်ပြီးတော့ရှေ့တစ်ဆင့်တွေးလိုက်ပြန်တော့ဥဒ္ဒရာငရဲတို့မရောက်ခင်အရင်ဘဝတို့ကဒီဗာရာဏသီပြည်မှာပဲအနှစ်20မင်းလုပ်ခဲ့တဲ့အတွက်
ဒ္ဒရာငရဲငယ်ငယ်ဥဒ္ဒရာခေါ်တဲ့ငရဲမှာအနှစ်8000ငရဲမိအကျက်ခံရတာကိုမြင်တော်မူတော့အလောင်းမင်းသားလေးဘယ်လိုစဉ်းစားလိုက်တယ်လဲအဟံဝိသတိဝဇာနိဗ္ဗာရဏတိယံရဇံကာရတဝအတိတိဝဇ္ဇသဟတာနိဥဒ္ဒရာနိရယေပစ္စေအဟံငါတိဝိသတိဝဇာနိလူတို့အရေးအတွက်အပြင်မပြောပလောက်တဲ့အနှစ်20မြတာလင်ဗာရဏတိယံဤဗာရဏတိပြည်၌ရဇံမင်းအဖြစ်ကိုကာရတဝပြုခဲ့၍မင်းဖြစ်တော့အကုသိုလ်မှုမပြုခြင်းပဲလည်းမနေရဘူးပမာပုံလေဒီအကုသိုလ်မှုကိုပုဂ္ဂလိကအနေနဲ့မပြုကောင်းတော့လည်းပဲမိမိကိုယ်တိုင်ကမင်းဖြစ်နေတော့မပြုရင်မနေရဥပဒေကပြုရမယ်ဆိုတော့ပြုရပြီမင်းဖြစ်တဲ့ဘဝဟာသေသေးချာချာတွေ့ကြည့်ရင်အကုသိုလ်ကိုမကြောက်ရဆုံးဘဝပဲအကုသိုလ်မှန်သိရင်လည်းပဲအကုသိုလ်ပြုလို့ရတာရေဇံမင်းရဲ့ဖြစ်ကိုကာရတဝပြုခဲ့၍ဝါပြုခဲ့သောကြောင့်အတိတိဝိသသာသာနိအနှစ်8000တို့ပါလုံးဥဒ္ဒရနေရယေဥဒ္ဒရငရဲ၌သစ္စေငရဲမိအကျက်ခံခဲ့ရလှလေပြီစင်စင်ရဲရဲပူပန်ခဲ့ရပြီဣဒာနိပုဏ္ဏပိဣမသမေယေဝသောရကံသောရကေနိဗ္ဗတောမိအဟံငါသည်ဣဒာနိယခုအခါလည်းပဲပုဏ္ဏပိတဖန်လီဣမသမေယေဝသောရကေဤခိုးသားကြီးရဲ့အိမ်မှာပင်လင်နိဗ္ဗတောမိတဖန်ပြန်၍ဖြစ်ခဲ့လေပြီ။အိုးမဖြစ်ချင်တာဒီအိမ်မှာတဖန်ပြန်ပြီးတော့ဖြစ်ပြန်မှာပေါ့ပဲ။ပိတမံဟေယောသတုတုသောရေတုအာနိတေတုတထာရူပံဘရုတံနိရိယတံဝတ္တနိကံကထံကထေတိမေငါဤပိတာဖခမေတော်သည်ဟေယောယမန်နေကမနေ့ကသတုတုသောရေတုငါမျက်မှောက်မှာပဲခိုးသား၄ယောက်တို့ကိုအာနိတေတုခမေတော်ထံမှောက်ရောက်အောင်ဆောင်အပ်ကုန်သည်ရှိသောတထာရူပံထိုသဘောရှိသောဟရုတံကြောက်လန့်သဘောကြမ်းတမ်းစွာသောနိရိယသံဝတ္တနိကံငရဲ၌ဘဝပတိသံသေးကိုဖြစ်စေတတ်တဲ့ကထံစကားကိုကထေတိပြောကြားခဲ့လေပြီအမှန်တန်ကြောက်เสียကောင်းတဲ့စကားကိုငါခမဲတော်ပြောခဲ့တယ်သစေအံရိသံဃာရိသာမိအဟံငါတိသစေအကဲ၍များရိသံခမဲတော်ရဲ့အယအရာဤဗာရဏတိမင်းရဲ့ဖြစ်ကိုကာရတာမိပြုခဲ့냐ပုဏ္ဏပိနိရယေပစ္စိတဝါဒုက္ခအနုဘဝိတာမိပုဏ္ဏပိတပံလိနိရယေငရဲ၌ပစ္စိတဝါကျင့်ရငရဲမိအကျက်ခံရပြီးတဲ့ဒုက္ခဆင်းရဲဒုက္ခတို့ပါပုနိတတိငါဖြင့်ပါပုနိတာမိငါတို့ရောက်ရလိမ့်မယ်စဉ်းစားလိုက်သိပြီးတော့ကြောက်เสียကောင်းတာပဲငါတကယ်လို့များခမဲတော်ရဲ့အယအရာဗာရဏတိမင်းအဖြစ်ကိုများငါလက်ခံလိုက်လို့ရှိရင်ဖြင့်ငရဲတဖန်ကြပြန်ကြပြီးတော့ငရဲမိတဖန်အလောင်းခံရအောင်ပါပဲဆင်းရဲဒုက္ခတော့လှလှကြီးရောက်အောင်ပါပဲလို့တွေးလိုက်တော့အလောင်းတော်ရဲ့ငကိုရွှေရောင်ဆင်ဝါဝင်နေတဲ့ရုပ်ရည်ကလေးဟာကြီးလင်းလန်းဆန်းနေတဲ့ရုပ်ရည်ကလေးဟာလက်နဲ့ဆုပ်နေထားတဲ့ပထုံးမကြာပန်းကလေးလိုခဏအတွန်းမှာညှိုးပြီးတော့သွားကိုရမမီမိရမရခဏအတွန်းမှာတခါတည်းပထုံးမကြာပန်းလေးလက်နဲ့ဆုပ်ပြီးတော့ထားလိုက်တယ်လို့ညှိုးနှံပြီးတော့သွားရှာတယ်ကထာနုခောဟံဣမမသောရကေဟံမုတ်စေယံကထာနုခောအဘေသို့သောနိလံဖြင့်အဟံငါတိဣမမသောရကေဟာဤခိုးတတ်ကြီးအိမ်မှမုတ်စေယံလွတ်မြောက်ရပါမည်နီလို့ဘယ်လိုနီးနေများငါဒီခိုးတတ်ကြီးရဲ့အိမ်မှလွတ်အောင်ရှောင်ရပါမလို့လို့အကြံထုတ်ပေတော်မူတဲ့အခိုင်လွန်ခဲ့တဲ့တခုသောဘဝမဝေးသောတခုသောဘဝမေတော်ဖြစ်ဘဝနီးလာသောထိကျက်ဆောင်နတ်သမီးကတာတတိမိယကုမာရမာဘာယိမာသောစိမာစိန်တည်းကိုထင်ပြပြီးတော့ထိဖြူတော်ကနေပြီးထိဖြူတော်ဆောင်တဲ့နတ်သမီးကတာတတိမိယကုမာရသားကျစ်မှန်လအမောင်တေမိယ
မာဘာကြီးမကြောက်ပါလင်မာတော်စီမစိုးရင်ပါလိမာစိန်တည်းထွေထွေရာရာအကြံများမနေပါလင်ဒီအကြောင်းကိုဘုန်းကြီးတို့ဉာဏ်ဉာဏ်ကဒီဆရာတော်ဥပ္ပုံလာကမဏိကုံသလာဇရံဆိုတဲ့ကျမ်းနဲ့မှာတော့သာလဖုံကောင်းမေစကားနာကောင်းကောင်းထောင်စမ်းပါနောင်ဖြစ်မဲ့တာဝန်ပဲနာကြောင့်ဒီလောက်တွေးပြီးကြောက်တွေးတွေမှွန်းနေရတယ်လေအဲ့ဒီလိုများသူကစာရေးခဲ့သစီဤတော်မုတ်စီတုကာမောတိဒါတတိမိယကုမာရဖုံကောင်းသာလအမောင်တိမိယတွန်းတင်သည်ဤတော်ဤမင်းအိမ်မှသစေမုတ်စီတုကာမောတိအကယ်၍လွတ်မြောက်လိုသည်ဖြစ်အပိထသဗ္ဗိပိဆွံ့သူမဟုတ်ပါပဲလျက်လီပိထသဗ္ဗိဝိယဟောဟိဆွံ့သူကဲ့သို့ဖြစ်ပါလေအမူကောပိအာကြီးမဟုတ်ပါပဲလျက်လီမူကောဝိယဟောဟိအာကြီးကဲ့သို့ဖြစ်ပါလေအပတိရောပိနာပင်သူမဟုတ်ပါပဲလျက်လီပတိရောဝိယဟောဟိနာပင်သူကြီးကဲ့သို့နာမကြသောသူကဲ့သို့ဖြစ်ပါလေဣမာနိတိနိအင်္ဂါနိအဋိဋ္ဌာယဤဆိုအပ်ပြီးတဲ့မဆွန်တော်လဲဆွန်သည်တမျှမအတော်လဲအသည်အလားနာမပင်တော်လဲပင်သည်ရုပ်ရည်ဤအင်္ဂါသုံးရတို့ကိုအဋိဋ္ဌာယအဋိဋ္ဌာဟိအမေသာဆောက်တည်ပါအဋိဋ္ဌာယဆောက်တည်ပြီးသကာလအတ္တနောသာကြည်အတ္တနောမိမိပန္တိတာဘာဝံအရာယဝေပညာရှိတဲ့ပါရခြေလဲနားပါလဲတဲ့လူလေကြီးရဲ့အဖြစ်ကိုမဟာပကတိဟိအထင်ရှားသိချေသာမပြမှားပါလေလင်လို့အကြံပေးတယ်အဲ့ဒီအကြောင်းကိုဆရာတော်ဥပ္ပုံလာကမဏိကုံသလဒီကသတ္တံဆိုတဲ့ကျမ်းလေးရဲ့မှာပဲနဲ့ရေးထားတော့သာလဖုံကောင်းမေစကားအနာကောင်းကောင်းထောင်စမ်းပါနောင်ဖြစ်မဲ့တာဝန်ဘယ်နာကြောင့်ဒီလောက်တွေးပြီးတော့ကြောက်တွေးတော့မှွင်ရတယ်လေမဆွန်တော်ဆွန်သည်တမျှမအတော်အသည်အလားနာမပင်တော်လဲပင်သည်ရုပ်ရည်ဤအင်္ဂါသုံးရပ်ကိုဆုံးဖြတ်ခါမရွေရှားပဲအမေသားဆောက်တည်ပါဒီတော့အနုအကျမ်းမောင်ပဲတင်ကြိုက်တယ်ဆိုအလိုတော်စမ်းကြပါလိမ့်မယ်ပြောပုံတဲ့စမ်းညင်တိုင်းစမ်းပါစေမောက်လျက်ထားမောက်လျက်ပက်လက်ထားပက်လက်နဲ့အသက်မရှိတဲ့အယုတ်များလို့မလှုပ်မရှားပဲနေမှဖြင့်အခြေမသိအနေမသိတွေကအတရေမရှိတဲ့အဖြစ်အနုငတ်တေမိယာမင်းမဟုတ်ဘူးလို့တရင်ပုံကြီးညာပြီးပြေပါကအာမကိုဘူးမောင်ရဲ့လို့စာပြောဆရာများပြောဖို့ရေးသားထားခဲ့တာနဲ့တူပါတယ်ပြေပါကအာမကိုမှဖြင့်သာစုသားရုပ်ကဲလို့ခမဲတော်ကအထီးမလျော်နတ်မတမ်းမစွမ်းမသန်းတဲ့အမင်္ဂလာကိုခဏလင်မကြာမြေတွင်မြုပ်အလကားမထားနဲ့ဆိုပြီးတော့ယထာဟိုစီစဉ်ပြီးခွန်ကနှင်းထုတ်လိုက်ပါလိမ့်မယ်တဲ့တော့ဥဒ္ဓမရောက်မီအတွန်းဘဂဝနကိုထက်ထက်မြက်မြက်အပြောအဆိုသွက်သွက်လက်လက်နဲ့ရက်ွက်မှထင်စွာညှိပြီးပညာရှိကြီးမလုပ်ချင်သမ်းပါနဲ့သားရဲ့လို့အဲ့ဒီလိုအဆုံးအမဩဝါဒပေးတယ်မာပန္ဒိစယံဝိဘာဝယဘာလမတောဘဝသဗ္ဗပါဏိနံသာဘောတံဇနောဩစိနာယတုဧဝံတဝအထောဘဝိတ္တိခိကျက်ဆောင်နတ်သမီးပေးတဲ့အကြံနဲ့တာတေမိယသာကျင့်မှန်လာအမောင်တေမိယပန္ဒိစယံအရာရာဝေပညာကြီးထွားပါရချေလေနာပါလေသူဤအဖြစ်ကိုမာဝိဘာဝယအထင်ရှားသင်္ချတာမပြမှားမိပါသေးလင်ကိုပညာရှိတဲ့အဖြစ်များခြေသားမပြမိပါစေနဲ့နော်သဗ္ဗပါဏိနံခမဲတော်မြတ်မေတော်နဲ့တိုင်းရပြည်သူဘူလူခသိန်းတို့ကဘာလမတော်ဆွန်လီဆွန်လှအလဲအလှင်းနားရလဲပြင်းနေဖြင့်စရင်လူ၌မသွန်းတိုက်ဟု
အမဲ့ဟူ၍ခေါ်မှတ်သမုတ်အပ်သည်ဘဝဘဝဟိအဖြစ်ခံလိုက်စမ်းပါจิตသားရဲ့တန်သင်จิตသားကိုသဘောခမဲတော်မြတ်မဲတော်နဲ့တိုင်းရပြည်သူဘိုလ်လူအပေါင်းကဩစီနာယတုအထင်သေးအမြင်သေးသိကျင်တိုင်းသိကြပါစေဧဝံဤသို့จิตသားအဘောတိုင်းတော်ပြည်တော်မှာရှိသည်မြတ်ခမဲတော်နှင့်တကွတိုင်းသာပြည်သူဘိုလ်လူအပေါင်းတို့ကအထင်သေးအမြင်သေးခံရသည်ရှိသောတဝသင်จิตသားဤအထောတောင်းတရွယ်ကိုဤနံအိမ်မှထွမြောက်၍ယဟန်ပြုပါခြင်းဆိုတဲ့အကျိုးသည်ဘဝိတတိမုတ်ချဧကံဖြစ်ပါလိမ့်မည်จิตသားလို့အပိအမြောက်စကားပြောတဲ့အခါကျတော့အလောင်းတော်မင်းသားလေးကပြန်ပြီးပါပြောတယ်လေကရောမိတေတံဝသနယမံဗနတိဒေဝတေအထကာမတိမေအမဟိတကာမတိဒေဝတေဒေဝတေအိုမွေးမိနမေမောင်အကျွန်းတို့ကိုယံဝသနံအကျင့်အကြံပေးစကားကိုဗနတိပြောဆိုတော်မူပါပေ၏ဒေသူမွေးမဲ့တော်ဤတံဝသနံထိုအကြံပေးစကားမိန်ကြားချက်ကိုအဟံအကျွန်းတို့သည်ကရောမိလိုက်နာပါအံမောင်အကျွန်းတို့ကိုယံဝသနံအကျင့်အကြံပေးစကားကိုဗနတိပြောဆိုတော်မူပါပေ၏ဒေသူမွေးမဲ့တော်ဤတံဝသနံထိုအကြံပေးစကားမိန်ကြားချက်ကိုအဟံအကျွန်းတို့သည်ကရောမိလိုက်နာပါအံဒေဝတေအိုမွေးမိနမေတွင်သင်နမေဒီကမေအကျွန်းတို့ဤအထာကာမအကျိုးကိုအလိုရှိသူသည်အသိဖြစ်ပါပေသောဟိတကာမအကျိုးရကြောင်းစည်းဝါကောင်းကိုအလိုရှိသူသည်အသိဖြစ်ပါပေသောမွေးမိနမေကြည်လူကြည်လာပါပြီတဲ့အကျိုးလိုလားတဲ့အစည်းအပွားလိုလားတဲ့မွေးမိခင်ပြီးသားပါပြီတဲ့မွေးမိခင်အကြံပေးတဲ့အတိုင်းကျွန်ုပ်သားတော်လိုက်နာမယ်လို့ရဲရဲတော့ဝန်ခံပြီးတော့နတ်သမီးအဆုံးအမဩဝါဒပေးတဲ့အချိန်ကစပြီးတော့အဆွတ်ကြီးမဟုတ်ပေမဲ့မသွားနိုင်တဲ့အဆွတ်ကြီးလို့အမဟုတ်ပေမဲ့လို့ဤအဲမှသူမမြည်တော့ဘူးနားကလည်းပဲဘာမှမကြားတဲ့နားပင်းတဲ့လူလို့တခါတည်းဒီအင်္ဂါ၃ရပ်ကိုတခါတည်းဆောက်တည်လိုက်တော့ပြီဒီလိုဆောက်တည်လိုက်တော့ဆွန့်တဲ့လူတဲ့လူနားပင်းတဲ့လူလူပုတ်ထိုင်းကြီးလို့အဲ့ဒီလူကြီးဆောက်တည်တော့ဆောက်တည်သူပြီးပြီးစဉ်းစားတယ်ရဇတော်မေသုတ်သိတဝမတမေဝတေယောမေငါအရိဇတော်ဘာရဏတိမင်းအဖြစ်တဲ့သုတ်သိတဝတနေ့တခြားအသွေးအသားတို့လျော်ပါဆုပ်ယုပ်ပြီးတကာလမတမေဝသုတိပြတ်ကျွေးသေးရခြင်းကသာတေယောချီးမွမ်းအမြတ်လာပါပြီဘာရဏတိမင်းအဖြစ်ကိုရယူခြင်းတဲ့တော့လို့မဆုပဲနေလို့တနေ့တခြားအသွေးအသားတွေလျော်ပါပြီးတော့သေသွားရတာကမြတ်ပါသေးတယ်ဒီအသေးကတခါတည်းသေးရတာအကယ်၍ဘာရဏသီမင်းအဖြစ်ကိုလက်ခံလို့ရှိရင်ဖြင့်ဒုစရိုက်တွေမပြုခြင်းပဲနဲ့ပြုရပြီးတကားလာငရဲမှာချင်းချင်းအဖမှန်းကြခံရလိမ့်မယ်နိရိယဒုက္ခကိုကြောက်ရင်ဖြင့်မကြံမြင့်ပဲနဲ့အသွေးအသားလျော်ပါခံချောက်ပြီးသေသွားတဲ့ဆင်းရဲဒုက္ခကိုငါယူမယ်အဲ့ဒီလိုအကြံဖြစ်ပြီးတော့တခါတည်းအဲ့ဒီအချိန်ကစပြီးတဲ့ကာလအလောင်းမင်းသားလေးကနှုတ်မဆိုးတော့ဘူးအလောင်းတော်ရဲ့အဖော်ဖြစ်နဲ့ဖွားဘက်တော်ဖြစ်နဲ့ထားတဲ့ကလေး900ကတော့ဖြင့်လေအချိန်ကြပြီဆိုလို့ရှိရင်နှုတ်မဆိုးရရင်ငိုရဟက်ကြီးအော်ကျဲငိုကြပြီဆိုလို့ရှိရင်ထိန်တော်တွေကနှုတ်တတ်ရအလောင်းမင်းသားလေးအခုရန်တော့အဆွန့်ကလေးလိုကလေးလိုနာပင်းတဲ့ကလေးလိုစိုက်ပြီးစိုက်ရဆိုင်ပြီးဒီအတိုင်းပဲနေတော့တယ်ငိုလည်းမငိုဘူးအဲ့ဒီတော့အထင်းတော်တွေကမိဖုရားခေါင်းကြီးသန္တာဒေဝီမိဖုရားကြီးသွားပြောအရှင်မိဖုရားခေါင်းကြီးကလေးပံဖြစ်တယ်မသိဘူးဆွန့်သလိုတယ်လို့နားပင်းတယ်လို့ပဲစိုက်ကြီးနေလိုက်တာမိဖုရားကြီးကနေပြီးတော့ဂါတိမင်းကြီးပြောဂါတိမင်းကြီးကနေပြီးတော့ဘုံတော်တွေခေါ်ပြီးတော့အကြောင်းကိုမေးတဲ့အခါဒေဝကုမာရတပဂတိဝေလမတိကမိတဝါချင်းညံတာတဝတ္တိဒေဝ
Mamutina Omenya Kumarada Mena Abagati Welang Yagadi no time yet a Chengarago, take a mate of Alongima. 天阳八月中，我的地奴在府在马的下路，全部轮着比嘛，把多里我奴在府多把的艾迪罗索罗西安都，来路七路走了，比得干了，手把里面路艾迪罗讲比，到里情里掐他的，情的情掐他的，别让我蒙我了，没找到嘞。 မေသောသန္တာတိဝိမိဗျာကြီးကဗုဒ္ဓမေသံတော်မေမဤသဗုဒ္ဓသာတိသံတော်ဆာလောင်လှရှာကြည်ပြီငါသားလေးဆာလှပြီလို့မေတော်ကြီးကိုယ်တိုင်ကမနေနိုင်ပဲနဲ့ကိုယ်တိုင်ပဲနှုတ်တိုက်နှုတ်ကြိုးအေးတိုက်ကြွေးရတယ်မနေနိုင်တဲ့အထင်တော်ကြီးများကဩသားလေးဆာလှပြီအဲ့ဒီလိုပဲတိုက်ကြွေးရဒီလိုတိုက်ကြွေးတဲ့အခါမှာလည်းပဲသူကဒါဖြင့်အဆွန်လေးအားလေးနာပင်ကလေးလိုနေမြဲနေတာဒီကညှိပြီးတော့တိုက်ကြွေးရတယ်စဉ်းစားကြတယ်အားလုံးကအထိန်တော်များကဝိုင်းပြီးတော့သူရဲ့လက်ကလေးခြေကလေးမေးကလေးနေပုံနရွက်ကလေးတွေနေပုံမကြည့်ပြီးတဲ့ကာလပိထာသပိနံဟတပါဒနာမနဧဝရူပဟွန်ဒီဝိုင်းစဉ်းစားကြလက်ကလေးခြေကလေးတွေကြည့်ပြီးတဲ့ကာလပိထာသပိနံဆွန့်တော်သူတို့ဤဟတ္တပါဒနာမလက်ခြေတို့မြည်သည်ဧဝရူပဤသို့သဘောရှိကုန်သည်နာဝန္တိမဖြစ်ကုန်အဆွင့်ရဲ့လက်တွေခြေတွေဟာဒီလိုမဟုတ်ဘူးမူကနမနုကပရိယောသနာနမနာဧဝရူပံဟောတိအာတို့ရဲ့မေးကျွန်းမေးပြဟာဒီလိုမဟုတ်ဘူးခုမေးလေးရလဲလှတဲ့နဲ့ချောတဲ့နဲ့ဒါကြတဲ့တွက်လက်စကားပြောနိုင်တဲ့မင်းမျိုးပါပတိရဏံကန္နာသောတာနိနာမနာဧဝရူပနိဟွန်တိပတိရဏံနာပင်သောသူတို့ဤကန္နာသောတာနိနာမနာအလင်းတို့မြည်သည်ဧဝရူပနိဤသို့သဘောရှိကုန်သည်နာဝန္တိမဖြစ်ကုန်ဘဝိတဗ္ဗမေထာကာရဏေနဣဋ္ဌဤဆွန်သလိုသလိုနာပင်သလိုဖြစ်ရ၌ကာရဏေနအကြောင်းတစ်ခုခုသည်ဘဝိတဗ္ဗံဧကံစင်စစ်ရှိသည်ဖြစ်ရ၏နန္တုအကြောင်းကိုဝိမာန်သိတ္တမှာစုံစမ်းကြကုန်စို့လို့အဲ့ဒီလိုတိုင်မင်းပြီးတဲ့ကာလပထမခိရေနတာဝနံဝိမာန်သိတ္တမှာနန္တုအကြောင်းနန္တုမင်းသားကိုခိရေနနှုတ်ကြိုအေးဖြင့်ဝိမာန်သိတ္တမှာစုံစမ်းကြကုန်စို့အဲ့ဒီလိုတိုင်မင်းပြီးတဲ့ကာလအလောင်းမင်းသားလေးကိုနှုတ်မတိုက်ဖဲထားအကျဉ်းချင်းအချိန်ကိုလွန်ပြီးတော့ထားလဲဘယ်တော့မှမတောင်းအလောင်းမင်းသားကစဉ်းစားတယ်လေယခုနှုတ်ကြိုအေးတိုက်ကြွေးလို့ငါနှုတ်ဆိုးလို့ကြီးမြောက်လာလို့မင်းသားဖြစ်လို့ရှိရင်ဖြင့်ဘာရဏတိမင်းနဲ့ဖြစ်လက်ခံရရင်လည်းရပြန်ကြမှာကြောက်သစ္စာတော်မေတုတ်တိတဝမတမေဝသေယောဘာရဏတိမင်းဖြစ်ရခြင်းတဲ့တော့အသွေးအသားဒီယောဘခန်းချောက်ပြီးတကားလားသေးရတာကမြတ်ပါသေးတယ်ဒီလိုစဉ်းစားပြီးငရဲပြီးဆင်းញင်ပြီးကြောက်တဲ့အတွက်တို့ဂျိုးအေးကိုလည်းအလောင်းမင်းသားကဒါဖြင့်မတော့ပါဘူးမစွတ်ပါဘူးသူ့အလိုလိုဖြင့်မစွတ်ဘူးအဲ့ဒီအခါမေတော်မိဖုရားကြီးနဲ့အထိန်တော်များကပုတ်တော်မေစာတော်ငါသားလေးဆာလာပြီလို့ဒီကနေပြီးရင်တုမနာဖြစ်ပြီးတော့ခန္ဓာနဲ့ညှစ်ပြီးတော့ထဲမှာသူ့အလိုလိုကြသွားကလေးကသာဖြင့်လေးအဆွန့်လေးနာအပင်လေးလိုဒီတိုင်းနေတာထားတဲ့အတိုင်းမောက်ရထားမောက်ရပက်လက်ထားပက်လက်အသက်မရှိတဲ့အယုတ်ကလေးလိုနေတယ်ဒီနည်းဖြင့်ကြိုးချမှာနှုတ်မတိုင်ဖဲထားပြီးတကားလားတစ်နှစ်ပတ်လုံးစမ်းတော်လဲပဲမောက်ရထားမောက်ရပက်လက်ထားပက်လက်အသက်မရှိတဲ့အယုတ်ကလေးလိုမလှုပ်မရှားပဲနေတာထူးခြားချက်မတွေ့ရနောက်တစ်ခါတစ်နှစ်ရှိတော့ဧကဝတိကဒါရကနာမပူဝခေသကံပိယယံတိတိုင်မြင်ရပြီ။ဩတစ်နှစ်ရှိတဲ့ကလေးတွေဆိုတာစားပွဲသောက်ပွဲမုန့်တွေကိုအင်မတန်မှချစ်ခင်နှစ်သက်ကြတယ်။တိနနံဝိမန်သိက္ခာမစားပွဲသောက်ပွဲမုန့်တွေနဲ့သူ့ကိုစုံစမ်းကြအောင်စို့။အလုံးတိုင်မြင်ကြီးညွတ်ပြီးတဲ့ကာလ
အလောင်းတော်ရဲ့ပတ်ဝန်းကျင်မှာကလေးတွေရောကလေး900အကုန်ထားမုံဒီခဲဘွယ်ဒီစားဘွယ်ဒီတောက်ဘွယ်ဒီပွဲကြီးပွဲငယ်ပြင်းအလိုရှိတဲ့အတိုင်းယူပြီးတော့ဒါဒီမောင်းလို့စားကြစီတော့လို့ဆိုပြီးကလေးတွေရှိတဲ့ဒီထည့်ထားခဲ့ပြီးပြင်ဘက်ကနေအကဲ့ကြည့်လူကြီးတွေလည်းထွက်သွားရောချမ်းတဲ့ကလေး900ကတော့တခါတည်းအလူအရက်ပေါ့လေတယောက်လူရက်စားတော့ကြတော့လေဖရာလောင်းဒေမိမင်းသားကတော့ပဲလို့စဉ်းစားတော့ဒါနဒေမိယကုမာရသူကိုယ်သူဆုံးမတယ်အမောင်ဒေမိမင်းသားနိရိယဗျံအိဋ္ဌံတော်ဘူဝခေသကံအိစေယအိဋ္ဌာဟိဒါနဒေမိယကုမာရအမောင်ဒေမိယမင်းသားနိရိယဗျံငရေဘေးကိုအိဋ္ဌံတော်အမောင်လူချင်းလင်းဖြင့်ဘူဝခေသကံယခုကျွေးတဲ့မုတ်ခဲဘွယ်ကိုအိဋ္ဌာဟိအမောင်အလိုရှိလောငရေဘေးကိုလိုချင်ရင်အဲ့ဒီမုတ်တွေကိုလိုချင်ငရဲမိကိုစားခြင်းရင်အဲ့ဒီမိကိုစားအဲ့ဒီမုတ်တွေကိုစားခြင်းတော့အဲ့ဒီလိုငရဲပေးနဲ့ကို6လှမ်းပြီးတော့ထိတ်လန့်တန်ဝေကရပြီးတော့အဲ့ဒီမုတ်နေကြည်လည်းမကြည့်ဘူးတစ်နှစ်အတွင်းမှာကြိုးကြမုတ်နဲ့စုံစမ်းတော့လဲထူးခြားချက်ကိုမရခဲ့ပဲနဲ့မောက်လျက်ထားမောက်လျက်ပဲလက်ထားပဲလက်နဲ့အသက်မရှိတဲ့အယုတ်ကလေးလိုပဲနေခဲ့တယ်နောက်တစ်ခါတစ်နှစ်လွန်မြောက်လို့3နှစ်အချိန်ရောက်တကယ်တဲ့အလောင်းတော်ဖွားတဲ့တော်လေး900ကိုအခန်းတစ်ခုကြီးထဲမှာထားသစ်သီးမျိုးတွေပွဲကြီးပွဲငယ်ပြင်းပြီးတကားလားအလိုရှိတိုင်းစားကြတော့ဆိုပြီးလူကြီးတွေကပြင်းထွက်တဲ့အခါကျန်တဲ့တငယ်ပေါ်900တို့ကတော့အလူအရက်စားကြအလောင်းမင်းသားကတော့ငရေဖေးကိုလိုချင်ရင်အဲ့ဒီသစ်သီးကိုလိုချင်အဲ့ဒီလိုသူ့ကိုယ်သူငရေဖေးနဲ့တုံလို့ပြီးတော့ကြောက်ရွံ့ပြီးတော့အဲ့ဒီသစ်သီးတွေမကြည့်ပဲနေခဲ့တစ်နှစ်လုံးထူးခြားချက်မရှိခဲ့ဘူးတစ်နှစ်ပြည့်လို့4နှစ်မြောက်ရောက်တဲ့အခါကျတော့အလုံးတိုင်းမင်းညပြန်နေသတုဝိသိကဒါရကနာမကိလနာတိဝိသိကဒါရကနာမကိလနာဗန္ဒကံပိယယံတိတေနနံဝိမံသိတာမှာ3နှစ်ရှိပြီးလို့4နှစ်ထက်ရောက်လာတဲ့ကလေးတွေဆိုတာကစားစရာဆင်းရုပ်မြုပ်ကလေးတွေအင်မတန်နှစ်သက်တယ်ကစားစရာအယုတ်ကလေးတွေနဲ့ဒီမင်းသားကိုအလိုစုံစမ်းအောင်ပါပဲလို့ကစားစရာမျိုးရွှေဆင်းရုပ်တွေငွေဆင်းရုပ်တွေရွှေမြင်းရုပ်တွေငွေမြင်းရုပ်တွေကစားစရာမျိုးနဲ့ကလေးတွေနဲ့ဒီအထက်မှာထားပြီးတော့လူကြီးတွေကဘေးကကြည်ပြန်တော့လည်းပဲကျန်တဲ့ကလေးတွေကအလူအရက်ထိုးကြကြိတ်ကြလူကြရက်ကြဆူကြပူကြနဲ့အလောင်းမင်းသားကတော့ငရေဖေးကြောက်တဲ့အတွက်ဒါကြည့်ရုံမှကြည့်တော့မကြည့်ဘူးတဲ့အိမ်ကြီးမပြတ်ကြည့်တော့မမူဘူးဒါနဲ့တစ်နှစ်ပြည့်သွားပြန်ထူးခြားချက်မရှိ9နှစ်အရွယ်ကူးလာတဲ့အခါကျတော့အလုံးကတိုင်ပင်ညပြန်တယ်သတုဝတ္တိကဒါရကနာမဘောဇနေဘောဇနံပိယယံတိတေနနံဝိမံသိတာမှာ4နှစ်ရှိပြီလို့9နှစ်ထဲရောက်လာတဲ့ကလေးတွေဆိုတာအင်မတန်မှဘောဇင်သမင်းကိုနှစ်သက်ကြတယ်ဒါနဲ့စုံစမ်းမှပဲလို့အဲ့ဒီလိုတိုင်ပင်ညပြီးအလောင်းမင်းသားနေတဲ့အခန်းမှာဖွားပဲတော်900နဲ့ထားစားတော့တော့ဖွဲဘောဇင်တွေပြင်ပြီးတကားလားအကဲခတ်စုံစမ်းတဲ့အခါကျတော့ကျန်တဲ့ကလေးတွေကတော့လူရစားတော့ကြအလောင်းမင်းသားကတော့ဒါတတေမိယကုမာရအလတ္တဘောဇနာနံတေအတ္တဘာဝနံကဏနာနာမနတ္ထိအမောင်တေမိမင်းသားမင်းပါလေခဲဘွယ်ဘောဇင်ကိုမရခဲ့တဲ့ဘဝပေါင်းကိုယ်အဖြစ်ပေါင်းဟာဘယ်လောက်လဲလို့မရေမတွက်နိုင်ပါဘူးအခုမှအဆမ်းမဟုတ်ပါဘူးငရဲမိကြောက်ရင်ဒီခဲဘွယ်ဒီဘောဇင်တွေကိုအမောင်အလိုမရှိနဲ့လို့သူ့ကိုယ်သူဆုံးပါပြီးတဲ့ကာလကြည်တောင်းမှမကြည့်ဘူးဒါနဲ့တစ်နှစ်လုံးများရောအကျဉ်းတစ်မျိုးထုတ်ပြန်တဲ့ပင်စဝိသေကဒါရကနာမအကိနောဘာယန္တိတေနနံဝိမံသိတာမ9နှစ်ရှိတဲ့ကလေးတွေဆိုတာမီးကိုအင်မတန်ကြောက်တတ်တယ်ဒီတော့မီးနဲ့သူ့ကိုစုံစမ်းမှပဲဆိုပြီးတော့လေနတ်ရင်ပြမတဲကြီးတစ်ခုဆောက်တယ်ပြောပါလို့တကားပေါက်ကြီးကအရှိအနောက်တောင်းမြောက်မှာခမ်းများထားအပေါ်ကထက်ကလက်ဒီမို့အဲ့ဒီတဲရဲ့အလေကောင်မှာအလောင်းမင်းသားထားဖွားတဲ့တော်900နဲ့အဲ့ဒီထဲမှာချထားပြီးတဲ့ကာလကလေးတွေလည်းစုမိရောတဲကြီးမီးရှို့လိုက်ကြဘုံငနဲ့မီးတောက်တော့ကျန်တဲ့ကလေးတွေက
ဟဲ့ဩပြီးဟိုပြည့်ဒီပြည့်ဥတည့်ရအပေါက်ကပြေးကြတော့လည်းပဲအလောင်းမင်းသားကစဉ်းစားတယ်နိရိယဂိတန္တာပနတော့ဣဒမေဝအဂိတန္တာပနံတတ္တဂုဏေနသဟတဂုဏေနတတ္တသဟတဂုဏေနဝရတရံနိရိယဂိတန္တာပနတော့ငရဲမိအတော့အလောင်းခံရခြင်းတဲ့တော့ဖြင့်ဣဒမေဝအဂိတန္တာပနံဤထိုင်းရမိယခုအလောင်းခံရခြင်းကတတ္တဂုဏေနအပြန်အားဖြင့်၎င်းအပြန်တရားအားဖြင့်၎င်းသဟတဂုဏေနအပြန်တစ်ထောင်အားဖြင့်၎င်းတတ္တသာသဂုဏေနအပြန်တသိန်းအားဖြင့်၎င်းဝရတရံမြတ်လာကြသေး၏ငရဲမိဖြင့်အလောင်းမခံဘူးငရဲမိအလောင်းခံရခြင်းတဲ့တော့ဒီထေရမိအလောင်းခံရတာကအပြန်အရာထောင်အသိမ့်မကမြတ်သေးတယ်ဆိုပြီးတော့မလှုပ်မိတယ်အလောင်းတော်ရဲ့အနီးအနားရောက်မှအာလုံးအထိန်တော်တွေကဝင်ပြီးတကလားပြည့်ချီပြီးတော့ထုတ်ယူရတယ်တစ်နှစ်လုံးနည်းနဲ့စမ်းတယ်ဒါလည်းမလှုပ်ဘူးနောက်တစ်နှစ်ရောက်တော့သာဝတိကဒါရကနာမမတ္တဟုတ်မတ္တဟတိနောဘာယန္တိတေနနံဝိမံသိက္ခာမမတ္တဝတိကဒါရကနာမသဝတိကဒါရကနာမမတ္တဟတိနောဘာယန္တိတေနနံဝိမံသိက္ခာမခုနှစ်ရှိပြီးတဲ့ကလေးတွေဆိုတာလေအမုံရစ်တဲ့ဆင်ကိုကြောက်ကြတယ်ဒီတော့သူ့ကိုဖြင့်ဒီတခါဆင်းတဲ့အလိုစုံစမ်းအောင်ပါပဲလို့လိမ္မာရင်ကျေးစွာသင်ပြီးတဲ့ဆင်ကြီးကိုအမျိုးမျိုးသင်ပြတာပြပြီးတော့အလောင်းတော်မင်းသားကိုနိုင်ရင်ပြမကလေးသမင်း900ချမ်းပြီးတော့ထားအဲ့ဒီကလေးတွေသူ့မိလို့အလုံးပြိတ်တဲ့အချိန်မှဒီကဆင်ကြီးကိုလွှတ်လိုက်တယ်သင်ထားတဲ့ဆင်ပေါ်တကယ်တော့ဘယ်နင်းမလဲဆင်ကြီးကကြိုးကြတာဟစ်ပြီးတကားလားနင်းတော့မလို့ထိုးတော့မလို့ဒီလိုအတန်းနဲ့ပြေးလာတဲ့အခါကျန်တဲ့ကလေးတွေကဥတည့်ရပြေးတော့လဲအလောင်းမင်းသားပဲလို့စဉ်းစားတယ်လေအလောင်းမင်းသားစဉ်းစားတာကသန္တာနိရိပိဿနာတောသန္တာဟတိနောဟတိမရဏမေဝတေယောအမောင်တိမိမင်းသားအလွန်ကျမ်းတဲ့ငရဲမှာအကျက်ခံရခြင်းတဲ့တော့ဖြင့်အင်မတန်ကျမ်းတဲ့ဒီဆင်ကြီးရဲ့နှာမောင်းကြမှာအသက်တရားခြင်းကမြတ်ပါသေးတယ်ကိုယ့်ရဲ့ဆောက်တည်ချက်အဋ္ဌံပါရမီမပြတ်ပါသေးနဲ့လို့ဆိုပြီးလှုပ်ပဲမလှုပ်အနာရောက်တဲ့အခါဆင်ကြီးကပန်းစည်းကလေးလိုအလောင်းမင်းသားကိုပွေပြီးတဲ့ကာလအပေါ်မြောက်လိုက်အောက်နှိမ့်လိုက်နဲ့6ကပေါ့လေဒါပေမဲ့အလောင်းမင်းသားကတော့မလှုပ်မလှက်ပဲအယုတ်ကလေးလိုပဲနေခဲ့တယ်ဒါနဲ့ဒီတစ်နှစ်ပဲဒီလိုကြိုးကြနဲ့ဆင်းနေစမ်းဒါနဲ့လည်းမထူးကြဘူးခုနှစ်လွန်မြောက်လို့ရှင်းနေအတွင်းရောက်တဲ့အခါကျတော့တတ္တဝိသိကဒါရကနာမသဗ္ဗတဘာယံတိဒေနနံဝိမံသိက္ခာမခုနှစ်ရှိပြီးလို့ရှင်းနေတဲ့ရောက်တဲ့ကလေးဆိုတာမွေးအင်မတန်ကြောက်တယ်ဒီတော့မွေးနဲ့စမ်းပါပဲအစွဲနှုတ်ပြီးအာဇီထက်ပြီးတာမွေတွေကိုအလောင်းမင်းသားနဲ့ကလေးတွေကြားတဲ့ကိုဆွတ်လိုက်သင်ပြီးကြားပြီးတာမွေတွေပါကလေးတွေကပြေးအလောင်းမင်းသားကတော့စဉ်းစားအိုးကျမ်းတမ်းနဲ့ငရဲမှာကြာခံရခြင်းတဲ့တော့ကျမ်းတမ်းနဲ့မွေရဲ့ခန္ဓာဝမှာသေးရခြင်းကမြတ်ပါသေးတယ်လို့အဲ့ဒီလိုယောဂီတော်နေကြည့်တယ်မလှုပ်မလှက်နေခဲ့တစ်နှစ်လွန်ခဲ့ပြီ10နှစ်သားရှိလို့9နှစ်သားအရွယ်ရောက်တဲ့အခါကျ9နှစ်သားအရွယ်ကူတော့အားလုံးကစဉ်းစားကြပြန်တယ်အထဝိသိကဒါရကနာမနတသမိသံပိယယံတိဒေနနံဝိမံသိက္ခာမ10နှစ်ပြည့်ပြီလို့9နှစ်ထဲရောက်တဲ့ကလေးတွေဆိုတာဟိုဂျွန်းသမာကကြီးတွေမျက်လှဲ့တွေဒီလိုအပြောတမ်းပွဲတွေကိုအင်မတန်မှသူတို့ကြိုက်ကြတယ်ဒီတော့အပြောတမ်းပွဲတွေနဲ့အလောင်းတော်တင်မိမင်းသားကိုစုံစမ်းမယ်ဆိုပြီးတော့အပြောတမ်းပွဲခံပေးတယ်ပြောပါကျန်တဲ့ကလေးတွေကတော့ရည်စရာရှိသိဟစ်အော်ပြီးတော့တကယ်တည်းရည်ကြသိသဘောကျတယ်အလောင်းမင်းသားကတော့စဉ်းစားအမောင်တင်မိမင်းသားငရဲမိအကျက်ခံနေရတဲ့အချိန်အခါမှာမောက်မလီခဏလောက်ညပြုံးရွှွန်းကိုဝမ်းမြောက်ခွင့်ရှိတာမဟုတ်ဘူးအခုဒါကိုကြည်လိုက်လို့ရှိရင်ဖြင့်ဒါကြည်လိုက်ရတာကခဏလေးငရဲကြသွားလို့ရှိရင်ဖြင့်
ခဏလောက်မှပြုံးကုန်ရွှန်းကုန်ဝမ်းမြောက်ကုန်မရှိဘူးနော်ဒါကြောင့်မောင်ရဲ့ဒိဋ္ဌာန်ရဲ့မပြတ်နဲ့အိန္ဒိယမပြတ်ဖဲနဲ့စောက်တည်မြဲစောက်တည်ပြီးတော့နေခဲ့တယ်တစ်နှစ်လုံးလုံးထူးခြားချက်မရခဲ့ဘူးနောက်9နှစ်ပြည့်လို့10နှစ်ထဲရောက်တဲ့အခါကျတော့နဝဝိသိကဒါရကနာမအတိနောဘာယန္တိ9နှစ်ရှိပြီးတဲ့ကလေးတွေဆိုတာဓာအင်မတန်ကြောက်တယ်10နှစ်ထဲရောက်စဒီတော့သူတို့ကိုဓာနဲ့တန်လျက်နဲ့စုံစမ်းမှပဲဆိုပြီးတော့လူတယောက်ကိုကြောက်လောက်အောင်ဝတ်စဓာကြီးကိုပြိုပြိုပြက်ပြက်အယောင်ထွက်အောင်ဖေးချဲအလောင်းမင်းသားနဲ့တကွဟောဘက်တော်900တို့နိုင်ရင်ပြမစုဝေးပြီးထားအလုံးစုမိတဲ့အခါကျတော့မှဒီကကြောက်เสียကောင်းတဲ့လူကဓာကြီးဝန်းပြီးတော့ကာတိရညောပြေတာဧကောကာလကံဒီကာလကံဒီဧကောဗုဒ္ဓအထိသောကုဟိန္တိသမတ္တစိန်ဒိဋ္ဌာမိကြောက်ွယ်လန့်ွယ်ကာတိမင်းကြီးရဲ့ကျက်သေးမရှိတဲ့ကာလကံဒီအယုတ်ဓမ္မသားတယောက်ရှိတယ်ဆိုပဲသူပဲမတော့သူရဲ့ဥခေါင်းကိုခုတ်မယ်ဖြတ်မယ်လို့တကြိမ်ကြိမ်တဝါဝါနဲ့ဒီလိုလာပြန်တယ်အလောင်းမင်းသားကငရဲကြောက်လို့ရှိရင်ဖြင့်အဲ့ဒီအခုတန်လျက်ဖြာတားပြမှာအသက်သေးခြင်းသေးပါစေဟုတ်လားအမောင်းရဲ့ဆောက်တည်ချက်မဖြတ်နဲ့ရဲရဲသာတောင့်ထားတင်းထားစိတ်ထဲကိုကြံ့ညံ့ကြီးခိုင်ထားဆိုပြီးတော့ဒီတိုင်းပဲနေကလေးတွေကတော့ဂျန်တဲ့ကလေးတွေကတော့ဟိုပြည့်ဒီပြည့်ပါဒါနဲ့10နှစ်ပြည့်လို့17နှစ်ထဲရောက်တဲ့အခါကျတော့ဟိုတကယ်များနာပင်တာဟုတ်များဟုတ်လေသလားလို့စုံစမ်းတဲ့အနေဖြင့်ဒီတခါတော့တစ်မျိုးပြောင်းပြီးတော့ခရုသွင်းနေနဲ့မှုတ်ပြီးစုံစမ်းအောင်ပါပဲလို့နော်17နှစ်ထဲရောက်လာတဲ့အခါကျတော့အလုံးတိုင်းမင်းပြီးတဲ့ကာလအလောင်းမင်းသားစံတော်မူတဲ့သလွန်ရဲ့အောက်မှာအလောင်းမင်းသားမသိသေးပဲနဲ့ခရုသွင်းမှုတ်တဲ့လူတွေကိုအဲ့ဒီမှာထားလေးဘက်လက်တန်းကကရဂါတွေကားထပြီးတော့အပေါက်ကလေးများဖောက်ပြီးတော့အကဲအသာလေးချောင်းကြည့်နေကြဒီကအချက်ပေးလိုက်ရင်းမဲ့တပြိုင်နက်တည်းခရုသွင်းတွေမှုတ်လန့်ပြီးတော့လက်များချီများလှုပ်မလားလို့ကြားရင်တော့လှုပ်မှာပဲရုပ်တရက်ဆိုပြီးတော့တပြိုင်နက်တည်းခရုသွင်းတွေမှုတ်တော့လည်းပဲအလောင်းမင်းသားကမလှုပ်ခဲ့ဘူးမတုံခဲ့ဘူးတစ်နှစ်ခရုသွင်းတာနဲ့ကြိုးကြတန်းလို့မလှုပ်နောက်12နှစ်မြောက်မှာလည်းပဲစီကြီးနဲ့ဒီလိုပဲစမ်းမြ12နှစ်အရွယ်ရောက်တဲ့တစ်နှစ်ပတ်လုံးစီကြီးသားနဲ့ကြိုးကြတီးပြီးတော့နားတကယ်ပင်တာလားမပင်ဘူးလားလို့စမ်းမြတယ်ဒါနဲ့လည်းမထူးခဲ့ဘူး12နှစ်လွန်မြောက်လို့73နှစ်သားအရွယ်ရောက်တဲ့အခါကျတော့ဂိုင်းဒီတခါတော့စီမီထွန်းပြီးတော့သူစမ်းမယ်ဒီကြမ်းနဲ့နော်ပထမမှောင်ချထားလိုက်အိုးတွေထဲမှာတခါတဲ့စီမီတွေထွန်းပြီးတော့ပထမမှောင်ထားပြီးတော့မှပြင်းနေတဲ့တစ်ချိန်နဲ့အိုးတွေကိုလှပ်ပြီးတော့စီမီရောင်းပြလိုက်တဲ့အခါဣရိယာပုများလှုပ်ရှားတယ်လားဒါလည်းမလှုပ်ရှားတစ်နှစ်လုံး73နှစ်သားအရွယ်မှာဒီလိုအစမ်းခံရတယ်ကြိုးကြနောက်73နှစ်သားလွန်မြောက်လို့14နှစ်သားအရွယ်ရောက်တဲ့အခါကြပြန်တော့လည်းပဲထို့အတူပဲပါလဲတင်လဲတွေနဲ့စမ်းဒီတခါတော့မခန်းချင်းအောင်တင်လဲတွေနဲ့စမ်းပါပဲဆိုပြီး14နှစ်သားအရွယ်မှာလေတင်လဲတွေတကူလုံးတုတ်ပြီးတခါလာရင်တွေကြပေါ်တဲ့နေရာမှာပြစ်ထားရင်တွေကလာပြီးတခါလာစားနာကြအောင်ကြဆွဲကြကြိုက်ကြပေါ့လေအဲ့နဲ့ဆွတယ်လို့ဒီလိုဖြစ်အလောင်းမင်းသားကဒါမကြောက်နဲ့ငရဲပြီးကိုကြောက်ဆိုပြီးတော့မလှုပ်ဖဲနဲ့အဆွင့်ကြီးအာကြီးနာအပင်ကြီးရောင်ဆောက်တည်တဲ့အဋ္ဌံကိုမဖြတ်ဖဲနဲ့ဒီအတိုင်းထားလို့ကြိုးကြပဲလို့စံတော်လဲထူးပြားချက်မတွေ့ရဘဲနဲ့14နှစ်သားအရွယ်လွန်မြ15နှစ်သားအရွယ်ဘက်ကိုရောက်လာပြီအဲ့ဒီ15နှစ်သားအရွယ်ဘက်ရောက်လာတဲ့အခါကျတော့အလုံးတိုင်ပင်ကြတယ်ဘယ်နဲ့လဲဩဣဒာနိပနေသမဟံလကောဇာတော်အခုတော့ဖြင့်ဒီမင်းသားဟာ14နှစ်လွန်မြောက်15နှစ်အရွယ်တည်းရောက်ပြီးတော့နည်းနည်းကြီးပြင်းလာပြီသူစီကာမောအတုစီစည်းကုသကောအင်မတန်စင်ကြယ်တာကိုကြိုက်တဲ့အရွယ်ရောက်လာပြီမစင်ကြယ်တာအင်မတန်ဆက်ဆုပ်တဲ့အရွယ်ရောက်လာပြီအတုစီနာတံဝိမန္တိတ်တာမှာတန်ထိုမင်းသားကိုအတုစီနာမစင်မကြယ်ဖြင့်
ဝိမံသိတ္တမငါတို့စုံစမ်းကြကုန်စို့ကဲသူမစင်မကျဲတဲ့အညစ်အကြေးတွေနဲ့စုံစမ်းကြစို့